deep dive ကနေကြိုးဆိုပါရရှင်အားလုံးပဲမင်္ဂလာပါရှင်မင်္ဂလာပါဗျဒီနေ့ကျမတို့အတူတူလေးလာသုံးသက်သွားမှာကတော့နားထောင်သူတယောက်ပေးပို့လာတဲ့ကိုရီးယားဘာသာစကားသင်ရိုးစာအုပ်ထဲကအခန်းတစ်ခန်းပဲဖြစ်ပါရရှင်ဟုတ်ကဲ့သူကကိုရီးယားကိုပြောင်းရွှေ့ဖို့ပြင်ဆင်နေရင်းနဲ့ဒီအခန်းကိုပို့ပြီးနည်းနည်းနားလည်ချင်လို့ပါတယ်ဟုတ်ပါတယ်ဒါကြောင့်ဒီနေ့ကျမတို့ရဲ့ mission ကဒီသင်ခန်းစာကိုတာမန်အတိုင်းသင်ယူတာထက်ဘာသာစကားတစ်ခုကိုထိထိရောက်ရောက်ဘယ်လိုလေ့လာရမလဲဆိုတဲ့အတွင်းကျကျအချက်လက်တွေမှတ်သားစရာနီလန်းကောက်တွေကိုထုတ်ယူဖို့ပါပဲကဲဒါဆိုရင်လေဒီနေ့လေ့လာမယ့်ခေါင်းစဉ်ကိုကိုရီးယားလိုအရင်ဆုံးပြောကြည့်အောင်နော်ဝီချီဝါချောင်းဆိုဟုတ်ပါတယ်ဝီချီဝါချန်းဆိုဝီချီဝါချန်းဆိုဝီချီဝါချန်းဆိုမြန်မာလိုအဓိပ္ပာယ်ကတော့တီနီရာနဲ့နေရာများပေါ့နော်ဟုတ်ကဲ့အိမ်ထဲမှာရှိတဲ့ပစ္စည်းတွေအကြောင်းပြီးတော့အရာဝတ္ထုတွေလူတွေဘယ်နေရာမှာရှိတယ်ဆိုတာကိုဘယ်လိုပြောရမလဲဆိုတာလေ့လာမှာပါဒါဆိုအခြေခံအကျဆုံးထိတွေ့တဲ့ဝါဟာရတွေနဲ့ဆက်လက်ကြရအောင်သင်ရိုးစာအုပ်မှာတော့ခါကူဝါချွန်ကြ제품ပရိဖောကနဲ့ electronics ပစ္စည်းတွေဆိုပြီးခေါင်းစဉ်ပေးထားတယ်ရှင်ဟုတ်ကဲ့ပထမဆုံးအနေနဲ့အတုံးများတဲ့ပစ္စည်းတချို့ရဲ့နာမည်တွေကိုလေ့လာကြည့်အောင်ကျွန်တော်ကကိုရီးယားစကားလုံးကိုတုံးခေါက်ဖြည်းဖြည်းချင်းရွတ်ပြပြီးမြန်မာလိုအဓိပ္ပာယ်ကိုရှင်းပြပါမယ်ဟုတ်ကဲ့ပထမဆုံးစကားလုံးကတော့에어컨ဒါကတော့ air conditioner ပေါ့အင်္ဂလိပ်စကားလုံးကိုအတန်ဖော်လဲထားတာဆိုတော့မေ့ရလွဲတယ်နော်ဟုတ်ပါတယ်ဗျာနောက်တစ်ခုကတော့침대 bed ကိုတင်ပါခင်ဗျာပြီးတော့စာရေးစာပွဲခုံဒါကိုကိုရီးယားလိုဘယ်လိုခေါ်ပါသလဲ 책상စာရေးစာပွဲခုံပါရှင်ဒီနေရာမှာလေကျွန်မတခုသိချင်တာရှိတယ်ချက်ဆန်ဆိုတာကသူ့လိုဒီအတန်ထပ်ဖြစ်လာတာလားဒါမှမဟုတ်သူ့မှာအဓိပ္ပာယ်ရှိတဲ့အစိပ်ပိုင်းတွေပေါင်းဆက်ထားတာမျိုးလားလေးလာရလွယ်ကူမဲ့နီလာလေးများရှိမလားလို့ပါရှင်အရန်ကောင်းတဲ့မိကုံးပါပဲဒါကဘာသာစကားလေးလာတဲ့အခါအရန်အရေးကြီးတဲ့အချက်ပဲတချို့စကားလုံးတွေကအလွတ်ကြရမယ်တချို့ကဒီလိုခွဲခြမ်းစစ်ပြလို့ရတယ်ဟုတ်ကဲ့ check ဆိုတာစာအုပ်လို့အဓိပ္ပာယ်ရပြီလို့sanဆိုတာကစားပွဲလို့အဓိပ္ပာယ်ရပါတယ်။အိုးစာအုပ်စားပွဲဟုတ်ပါတယ်ဒါကြောင့်သူ့ကိုတိုက်ရိုက်ဘာသာပြန်ရင်စာအုပ်စားပွဲဟောဒီလိုအရေးမြစ်ကိုတည်ထားရင်ဝဟာရတွေကိုပုံမြန်မှတ်မိနိုင်ပါတယ်။အိုးဒါတကယ်ကိုအသုံးဝင်တဲ့အချက်ပဲရှင်။စာအုပ်တင်တဲ့စားပွဲမို့ check ဆောင်ဒါဆိုရင်ဖုံဆုပ်ဆက်ကရောဘလို့ခေါ်လဲဖုံဆုပ်ဆက်ကချောင်းဆုံခီဒါကရောခွဲလို့ရသေးလားရှင်ရတာပါဗျာချောင်းဆိုဆိုတာတန်ရှင်းရေးလုပ်ခြင်းဂီဆိုတာဆက်အော်တန်ရှင်းရေးလုပ်တဲ့ဆက်ဟုတ်ပါတယ်ပေါင်းလိုက်တော့တန်ရှင်းရေးလုပ်တဲ့ဆက်ပေါ့ဒီလိုပဲအဝိလျောဆက်ဆိုရင်စေထကအဝိလျောချင်းဂီကဆက် wow ဒါဆိုဆက်လို့အဓိပ္ပာယ်ရတဲ့ဂီပါတဲ့စကားလုံးတွေအများကြီးရှိနိုင်တာပေါ့နော်ဒီလိုနီးနဲ့လေ့လာတာကပို့ပြီးတော့အဆက်ရှိရဲ့ပို့ထိရောက်တယ်ဟုတ်ပါတယ်ဗျာကဲနောက်ထပ်အသုံးများတဲ့စကားလုံးတချို့ကိုဆက်သွက်လိုက်အောင်ဟုတ်ကဲ့ရှင်ဥကြချေကိုလာထိုင်မှာပြီးတော့အဝိဗီရိုအိုကြံဒီမှာလည်းခွဲလို့ရတော့တယ်နော်အိုဆိုတာမှန်ပါတယ်ဗျာအိုကအဝေစာဂျန်ကဗီရိုဆိုတဲ့ဒီပေပါအော်အဝိဗီရိုနောက်ဆုံးရေခဲတစ်တာကတော့နင်းကြံကိုကုတ်တင်မရှိဘူးဆိုတာမျိုးကိုဘယ်လိုပြောရမလဲတင်အောင်ဆောင်မှာတော့ဒီအချောင်းကိုတတအပိုင်းမှာရှင်းပြထားတယ်နော်ဟုတ်ပါတယ်ဒါကတော့ isoyo နဲ့ opsoyo ကိုတုံးရတာပါ isoyo ကရှိတယ် opsoyo ကမရှိဘူးဟုတ်ကဲ့ဒါပေမဲ့သူတို့ချီပဲတုံးလို့မရပဲသူတို့ရှိမှာနန်းစကလုံးပေါ်မူဒီပြီး ဒါမှမဟုတ်ကာကိုထည့်ပေးရပါတယ်အဲ့ဒီ နဲ့ခါကနည်းနည်းရှုံးမဲ့ပုံပဲနော်ဖဲချင်းမှာပေါ့တုံးရမလဲဆိုတာကိုလွယ်ကူဘယ်လိုမှတ်ရမလဲရှင်အရန်လွယ်ပါတယ်ကိုရီးယားစာရွေးတဲ့ပုံစံကိုကြည့်လိုက်ရင်ရပြီစကလုံးတစ်လုံးရဲ့အဆုံးမှာဖတ်ချင်လို့ခေါ်တဲ့အောက်ကဗျာစင်ပါမပါအဲ့ဒါကိုပဲကြည့်ရတာပါအော်ဖတ်ချင်အောက်ခံခုံပြွေးလေးကိုပြောတာထင်တယ်ဟုတ်ပါတယ်ဗျာအဲ့ဒီဖတ်ချင်ပါတဲ့စကလုံးဆိုရင်ဥပမာစောကချက်ဆန်မှာဆိုရင်အန်ဆိုတဲ့ဖတ်ချင်ပါနေတယ်အဲ့ဒီအခါမှာ ကိုတုံးရပါမယ်ဒါဆိုချက်ဆန် 있어요အဲ့လိုဖတ်တော့မှာပေါ့နော်ဝေးကြပါတယ်ဗျာ책상이 있어요
စားဝဲခုံရှိပါတယ်ပေါ့ 哦，奥看公八千吸引一，他说奥看公没吸引要先。 ဟုတ်ကဲ့အောက်ခံကုံပတ်ချင်မရှိပဲတရားတန်နဲ့ဆုံးနေတယ်ဆိုရင်တော့ဂါကိုတုံးပါတယ်ဥပမာဥကြဆိုတဲ့စကားလုံးကတရားတန်နဲ့ဆုံးနေတာပတ်ချင်မရှိဘူး 哎，叫他回家가없어요。 မှန်ပါတယ်ဗျာဥကြက 없어요ဥကြက 없어요ဥကြက 없어요 ကိုလာထိုင်မရှိပါဘူးလို့အတိပဲရပါတယ် 先多比先，八千吸引一，没吸引卡。他说因伊这个大概是个标题嘛，陪罗东来说啦，等有啥这个我嘛是个表演的技巧，当然呢，prong 都表演家的哩。 ကောင်းပါပြီ자가 연수미밤 침대가 있어요 침대가 있어요 침대가 있어요 不等是来了没得我喏，침대가 받침 바로 간에 매발에. ဟုတ်ကဲ့ 후왕가ဟုတ်ကဲ့ရှိပါတယ်လို့ပြင်ထွေပါတယ်네 침대가 있어요 네 침대가 있어요 네 침대가 있어요 ပြီးတော့ကြာတာနောက်တစ်ခုထပ်မေးတယ်အဝတ်ဗီဒီယိုလည်းရှိလားဆိုပြီးတော့ ဟုတ်ပါတယ်옷장도 있어요 옷장도 있어요 옷장도 있어요 ရှင့်ခဏလေးဒီမှာအတူတခုဖာလာပြန်ပြီအီလည်းမဟုတ်ဘူးခါလည်းမဟုတ်ဘူးဒိုဆိုတာဘာကိုပြောတာလဲရှင် 다가래 이해치대 에치트쿠베 도의 대배가 레배밤အရင်ပြောခဲ့တဲ့ အရာအပြင် နောက်တစ်ခုကိုထပ်ပေါင်းထည့်ချင်တဲ့အခါတုံးပါတယ် အော်ကိုတင်အကြောင်းမေးပြီးတော့အဝတ်ဗီဒီယိုလဲရှိသေးလားဆိုပြီးမေးလိုက်တာကို ဟုတ်ပါပြီဒိုးကိုတုံးတဲ့အခါမှာတော့ရှိကဤကကိုဖယ်လိုက်ရပါတယ် အဲ့တော့ဖူဝေါင်းရဲ့အဖြေကစိတ်ဝင်စားဖို့ကောင်းတယ်ရှင်ဟင်းနဲ့ဥဖီယိုတော့မရှိဘူးဆိုဖာရှိပါတယ်တဲ့ ဟုတ်ကဲ့ 아니요 옷장은 없어요 소파가 있어요 아니요 옷장은 없어요 소파가 있어요 아니요 옷장은 없어요 소파가 있어요 နေရုံရှင်ဒီမှာနောက်ထပ်မဲဟွန်းတကူထပ်ထွက်လာပြီအိုချန်ကဖတ်ချင်နဲ့ဆုံးတာလေဒါဆိုအိုချန်ကြီး 없어요 လို့ဖြစ်ရမှာမဟုတ်ဘူးလားဘာလို့အိုချန်ကြီး 없어요 လို့ဖြစ်သွားတာလဲဒီအနင်းကတော့ဘာလဲတေဥဆောင်ကတော့ဒီနေရာမှာအသေးစိတ်မရှင်းပြထားဘူး အရန်ကောင်းတဲ့အကဲခတ်မှုပဲဒါကကိုရီးယားစကားမှာအရန်အရေးပါတဲ့ nuance လို့ခေါ်တဲ့ subtle ကွဲပြားမှုတစ်ခုပါစိုးကတင်ခဲ့တဲ့ ega က subject marker လို့ခေါ်ပြီးကတာကိုရိုးရိုးလေးဖော်ပြတယ် ဟုတ်ကဲ့ နန်းကတော့ topic marker ပါသူက S4 ဆိုတဲ့အဓိပ္ပာယ်မျိုးထပ်ရောက်ပြီးနိုင်ရှင်ပြတဲ့သဘောအလေးပေးပြောတဲ့သဘောပါသွားတယ် ဩဒီနေရာမှာဖူအောင်ကကိုရင်တော်ရှိပြီမဲ့အဝိပီယောကတော့မရှိဘူးဆိုပြီးနိုင်ရှင်ပြီးပြောလိုက်တဲ့သဘောကို ဟုတ်ပါတယ်ဗျာဒါကစကားပြောကိုပို့ပြီးသဘာဝကျစေတယ်ပို့ပြီးအဓိပ္ပာယ်ရှိစေတဲ့အချက်တစ်ချက်ပါပဲ ။အော်ဒါကတကယ့်ကိုဒီ dive passion ရိုးတတာစီမြင်းနေတဲ့နောက်ွယ်ကခန်းစားမှုကိုနားလည်လိုက်ရတာ။ကဲပစ္စည်းတွေရှိမရှိပြောတတ်ပြီဆိုတော့အဲ့ဒီပစ္စည်းတွေဘယ်မှာရှိတယ်ဆိုတာကိုပြောဖို့နေရာတွေအကြောင်းဆက်လက်လာအောင် ကောင်းပါပြီအခုနေရာနဲ့ဆိုင်တဲ့စကားလုံးတချို့ကိုလေ့လာကြည့်ကြမယ်ဟွေစာကုမ္ပဏီပါ ။ဟုတ်ကဲ့ 식당 사또ဆိုင်မှာ 편의점 24နိုင်ဆိုင် convenience store ပါ ။အိမ်နဲ့ဖတ်တဲ့နေရာတွေရောရှင်အခန်းတို့မိဖို့ချုံတို့လိုမျိုးလေ ရှိပါတယ်ဗျchip eng 방အခန်း ။ဟုတ်ကဲ့ 거실အခန်းပြီးတော့부엌မိဖို့ချုံပါ မိဟွန်းမေးဖို့အတွက်အရေးကြီးတဲ့စကားလုံးကတော့ဘယ်မှာဆိုတာဖြစ်မယ်ထင်တယ် ဟုတ်ပါတယ်အဲ့ဒါကတော့ Audi ဖဲမှာလို့အတိပယ်ရပါတယ် ။ကဲအခုဆိုရင်ပစ္စည်းနာမည်တွေရောနေရာနာမည်တွေရောတည်သွားပြီဒီနှစ်ခုကိုဆက်ပယ်မဲ့ပုံကူတတာလေးတစ်ခုလိုနေသေးတယ်ရှင်အခန်းထဲမှာကုမ္ပဏီမှာဆိုရက်မာဆိုရက်စကားလုံးပေါ့ အဲ့ဒီပေါင်းကူရတာလေးကတော့တတ်တာမှာလို့ခေါ်ပါတယ်သူကနေရာကိုပြတဲ့နာရဲနောက်မှာအမြဲတမ်းကတ်လိုက်ယုံပါပဲမြန်မာလိုမာနဲ့အတိပယ်အတော်လေးဆင်တူပါတယ် ဒါဆိုရင်အခန်းထဲမှာဆိုဖာရှိတယ်လို့ပြောချင်ရင်ဘယ်လိုပြောရမလဲရှင် ဟုတ်ကဲ့ပထမဆုံးနေရာကိုအရင်ပြောရမယ်အခန်းက Goshel သူနောက်မှာကိုကတ်လိုက်တော့ Goshile ပြီးမှခုနကထတ်တာအတိုင်းဆိုဖာရှိတယ်ဆိုရက်ဆိုဖာကအစောယောကိုဆက်လိုက်ယုံပဲ ဆိုတော့ဝါကြတဲ့ဆိုမှ 거실에 소파가 있어요. 거실에 소파가 있어요. 거실에 소파가 있어요.
ပုံစံကရှင်းရှင်းလေးပဲနော် dia plus a plus pc plus ika plus 있어요 없어요 ဒီပုံစံခွဲတိုင်းပဲတွားတာပေါ့ဒါဆိုရင်အခုသင်ခဲ့တဲ့အရာအလုံးကိုပေါင်းပြီးနှုတ်ထက်စကားပြောတစ်ခုကိုကြည့်အောင်ဒီတစ်ခါတော့ပို့ပြီးရှင်းရှင်းလင်းလင်းမြင်သွားမယ်ထင်တယ်ရှင်မာဒူနဲ့ချာဟာရာတို့ရဲ့စကားပြောပါ ဟုတ်ကဲ့မာဒူကစပြီးမြင်ပါတယ်နိချာနန်씨는 어디에 있어요? 니찬난 씨는 어디에 있어요? 니찬난 씨는 어디에 있어요? 니차난 베마레로 미라봇 어디 베마 네 에 있어요 마시드네고 되통도하라 돼야래노 호바레 자하라가 사토사이마 시바레로 피바레 식당에 있어요 식당에 있어요 식당에 있어요 ပြီးတော့မာဒူကနော်ဒီအောင်ဆမဲတယ်အာဂျီကြလဲစားထောက်ဆိုင်မှာပဲလားတဲ့ဒီမှာခုနကတင်ခဲ့တဲ့ဒိုလဲပြန်ပါလာပြန်ပြီ 뭐말해ဗျ아지자 시도 식당에 있어요 아지자 시도 식당에 있어요 아지자 시도 식당에 있어요 ဂျာဟာရာရဲ့အဖြေကတော့ဟင်းအင်းအာဂျီဂျာကစံပညတ်ဆိုင်မှာရှိပါတယ်တဲ့ 아니요 아지자 씨는 미용실에 있어요 아니요 아리다 씨는 미용실에 있어요 아니요 아리다 씨는 미용실에 있어요 ကဲဒီသင်ခန်းစာကတော့ကိုရီးယားမှာနေရာပစ္စည်းတွေအကြောင်းပြောဖို့အတွက်အခြေခံအကျဆုံးနဲ့အရေးကြီးဆုံးအချက်လက်တွေပြည့်ပြည့်စုံစုံပါဝေတာပဲနော်တင်ရိုးစာအောင်ရအဆုံးမှာတော့ယဉ်ကျေးမှုဆိုင်ရာအချက်လက်အနေနဲ့ကိုရီးယားနိုင်ငံကအဓိကမြို့ကြီးတွေအကြောင်းဖော်ပြထားတယ် ဟုတ်ပါတယ်စာအုပ်ထဲမှာတော့နည်းနည်းလေးပဲဖော်ပြထားတော့ကျွန်တော်တို့နည်းနည်းလောက်အယောင်တင်ကြည့်ရအောင်ဗျာ ကောင်းတဲ့အကြံပဲရှင်ဘာသာစကားဆိုတာယဉ်ကျေးမှုနဲ့ခွဲခြားလို့မရဘူးလေပထမဆုံးကတော့မြို့တော်ဆိုးလ်ပေါ့ ဟုတ်ကဲ့ဆိုကတော့တရုတ်စာအုပ်ထဲမှာရေးထားသလိုပဲနိုင်ငံရေးစီးပွားရေးယဉ်ကျေးမှုရဲ့ဗဟိုချက်ပေါ့တကယ်တော့ तू ကကိုရီးယားရဲ့နယူးယောက်လိုပဲအရာအလုံးရဲ့အချက်အချာအမြဲတမ်းလှုပ်ရှားနေပြီးဘယ်တော့မှအိမ်မပျော်တဲ့မျိုးကြီးပေါ့ဗျာ ဒါဆိုရင်ဒုတိယအကြီးဆုံးမြို့ဘူဆန်ကောသူကကိုရီးယားရဲ့ Los Angeles လို့ပြောလို့ရမှာ အင်မတန်တိကျတဲ့နိုင်ရှင်းမှုပါပဲဘူဆန်ကကဘာကျော်စိတ်ကမ်းမြို့ဖြစ်သလိုလာပါတဲ့ကမ်းခြေတွေနာမည်ကြီးရုပ်ရှင်ပွဲတော်ကြီးနဲ့တီးတန့်လေယူလေတိုင်းရှိတဲ့မြို့ပါဆိုးလ်ထက်ဆိုင်ရင်နင်းနေပူဒီပေါ့ပေါ့ပပနိုင်တဲ့ကမ်းရိုးတန်းမြို့ရဲ့ခန်းစားချက်ကိုပေးပါတယ် အင်ချုံကတော့ရှင်လေးစိတ်ရှိတာကလွယ်ရင်တခြားပါတယ်ထူးခြားသေးလေ အင်ချွန်ကကိုရီးယားရဲ့တကားပေါက်လို့ပြောလို့ရတယ်အပိပိဆိုင်ရာလေစိတ်ပြင်နိုင်ငံတကာနဲ့ကုန်သွယ်မှုလုပ်တဲ့အဓိကစိတ်ကမ်းကြီးလည်းရှိတယ်ဆိုးမြို့တော်နဲ့အရန်နီးကဲစွာတည်ရှိနေတဲ့အတွက်အရေးပါတယ်မြို့တစ်မြို့ပါ တင်ရုပ်စာအုပ်မှာဆယ်ဂျုံဆိုတဲ့အုတ်ချုပ်ရည်မြို့တော်အကြောင်းလဲပါသေးတယ်ဒါကတော့နည်းနည်းထူးခြားတယ်နော် ဟုတ်ပါတယ်ဆယ်ကျုံကအတစ်တီဆုပ်ထားတဲ့မြို့ပါဆိုးမြို့မှာအစိုးရရုံးတွေအရန်များပြားပြီးစုပြုံးနေတာကိုရှော့ချဖို့ဝန်ကြီးဌာနတော်တော်များများကိုဒီမြို့ကိုရွှေ့ပြောင်းထားတာဒါကြောင့်သူ့ကိုအုတ်ချုပ်ရည်မြို့တော်လို့တီးတန့်ခေါ်တာပါ ဟုတ်ကဲ့နောက်ဆုံးအနေနဲ့ဒဲဂျုံမှာတော့ရှင် ဒေဂျုံကတော့တစ်ပန်နဲ့နီးပညာရဲ့အချက်အချာကိုရီးယားရဲ့ Silicon Valley လိုမျိုးပေါ့ဗျာ ကောင်းလိုက်တာမြို့တစ်မြို့ချင်းစီရဲ့နောက်ွယ်ကပုံမင်လေးတွေနဲ့ဆိုတော့ပိုပြီးမှတ်မိလွဲသွားတယ်ကဲဒီနေ့ကျမတို့ဒီတင်ရိုးစာအုပ်ကိုလေးလာသုံးသပ်ခဲ့တာတွေကိုပြန်ချုပ်ရရင်ရိုးရိုးဝေါ်ဟာရနဲ့တက်တာကိုကြက်မှတ်ထားတဲ့ပိုတဲ့အချက်တွေကိုရလိုက်တယ် ဟုတ်ပါတယ်စကလုံးဒီဘလို့ပေါင်းဆက်ထားလဲ check plus sang ဆိုတာကိုနားလည်ခဲ့တယ် subject marker e ကနဲ့ topic marker earn ကြားကခံစားမှုကွာခြားပုံကိုတွေ့ခဲ့ရတယ်ပြီးတော့ဝါချက်တစ်ကြောင်းကိုအုတ်တစ်ချက်ချင်းစီဘလို့တိဆောက်ရမလဲဆိုတာကိုလည်းမြင်ခဲ့ရပါတယ်ရှင် ဟုတ်ပါတယ်ဒီနေ့လေးလာမှုကနေနားထောင်သူအထအကျိုးရှိမယ်လို့မျှော်လင့်ပါတယ်အဆုံးမသက်ခင်မှာစဉ်းစားစရာလေးတစ်ခုနဲ့နှုတ်ဆက်ချင်ပါတယ်ဗျ ဟုတ်ကဲ့ အခုဒီအစီအစဉ်ကိုနားထောင်နေတဲ့ပတ်ဝန်းကျင်ကိုတစ်ချက်လောက်ကြည့်လိုက်ပါကိုရီးယားလို့နာမည်တက်လိုက်တဲ့ PC ဘယ်နှခုတွေ့လဲအဲ့ဒီ PC တွေကိုတုံးပြီးဝါကြလေးတွေတိဆောက်ကြည့်ပါနေပါငယ်ချင်တက်ခိုင်ဆိုရောကျွန်တော်ကျမအခန်းမှာကုတင်ရှိတယ် 책 사운도 있어요. 사고에 콩을 시대. ဟုတ်ပါတယ်ဒီလိုကိုယ့်ရဲ့လက်တွေ့ဘဝနဲ့ချိန်ဆက်ပြီးလေ့ကျင့်တာကဘာသာစကားတစ်ခုကိုတကယ်နားလည်လာစေမယ့်အကောင်းဆုံးစောချက်ပါပဲ